ဒီအုပ်စုဖွဲ့မှုပေါ့နော်ဆိုတော့ဒီလူမျိုးရေးနဲ့ဘာသာရေးနဲ့ပတ်သက်ပြီးတော့အုပ်စုဖွဲ့တာတွေပေါ့နော်ဒီကိစ္စတွေကကြတော့မတူကွဲပြားမှုတွေနှိမ့်ချဆက်ဆံတာတွေနဲ့အများကြီးသွားပြီးတော့သက်ဆိုင်တယ်လို့ထင်တယ်အဓိကကတော့ဘယ်လိုလဲဆိုတော့ဒီလိုမျိုးအုပ်စုဖွဲ့ခြင်းရဲ့နောက်ဆက်တွဲပေါ့နော်ဆိုကြိုးတွေပေါ့ဟုတ်အုပ်စုဖွဲ့ခြင်းအပြင်အချင်းချင်းပေါ့ဒီစီလုံးညီညွတ်မှုကိုပို့ပြီးတော့အားကောင်းတာတော့မှန်ပေမဲ့တစ်ဖက်မှာဘာဖြစ်သွားလဲဆိုတော့သူတို့ရဲ့ဒီအာမတူကွဲပြားမှုကိုထိတွေ့မှုတွေကနည်းလာတယ်ပေါ့နော်ဆိုတော့ဘောင်ကျင်းလာတဲ့အချိန်မှာဒီအကယ်၍ပေါ့အသက်တစ်တော့ဒီမတူကွဲပြားမှုတွေကိုမြင်ရတယ်အထူးသဖြင့်ဘာသာရေးတဲ့လူမျိုးရေးပေါ့နော်မတူကွဲပြားမှုတွေကိုမြင်ရပြီဆိုရင်ဘာဖြစ်လာလဲဆိုတော့ခုနကလိုစိုးကျိုးအနေနဲ့တုံ့ပြန်မှုတွေကကြတော့ကောင်းတဲ့အရာထက်ပို့ပြီးတော့ကိုအစမပြေတော့ပုံစံမျိုးတွေနဲ့ပို့ပြီးတော့ဆက်ဆံလာရတာပေါ့နော်အဲ့ဒါကြောင့်မလို့နှိမ့်ချဆက်ဆံခြင်းတွေဖြစ်လာရဲ့ဟုတ်လူမျိုးရေးနဲ့ဘာသာရေးနဲ့ကြတော့ဓာတ်ရိုက်ကြီးမသက်ဆိုင်ပေမဲ့တဲဝိုက်ပြီးတော့အဲ့လိုမျိုးသက်ဆိုင်ပြီးတော့နည်းနည်း conflict ဖြစ်တာလေးတွေတော့ကြုံဘူးတယ်ပေါ့နော်ဒီဟာကြတော့လေဘာသာရေးဖြစ်ဖြစ်လူမျိုးရေးဖြစ်ဖြစ်ဒီလူမျိုးကြီးဝါဒဆွဲကင်ထားတဲ့သူတွေရဲ့ပုံစော်မှုတွေကြောင့်ဆိုရွာပြီးတော့ conflict တွေဖြစ်တယ်လို့ယူဆရတယ်ပေါ့နော်အကယ်၍ကိုကသာအဲ့ဓာတွေကိုသူတို့ရဲ့လုံဆော်မှုတွေကိုဒီချာစစ်စစ်ပြီးတော့နှစ်ဦးနှစ်ဖက်အမြင်ကြည့်လိုက်မယ်ဆိုရင်ဒီဟာconflict ဖြစ်เสียအကြောင်းမရှိဘဲနဲ့နှစ်ဦးနှစ်ဖက်ဝင်းအနေနဲ့အတူရှင်တွဲနေထိုင်သွားတယ်လို့တော့မြင်ပါတယ်ဟုတ်ကျွန်တော်ထင်တာအိမ်မယ်တွေကဟိုအကြောင်းတွေပါလဲအဲ့လိုအောင်းမင်းရဲ့စင်တာလူမဲပေါ့ဝါရဲ့စင်တာဒါဝတ်တုံကြီးပေါ့အဲ့ဒါဖြစ်အဲ့လိုခေါ်ရပေါ်ရတာကွဲပြားမှုဖြစ်စေအောင်ဆိုမတူတဲ့သူတွေဟိုမှာနိုင်ငံခြားသားတွေလာတယ်အဲ့ဒီလူကအသားရည်အသားမဲစင်တာလူမဲပေါ့လေပြီးတော့ကပလီပေါ့စသဖြင့်အဲ့လိုခေါ်ရပေါ်ရခုနအမြင်ဖြစ်စေလို့ထင်တယ်တော့ဘာဖြစ်လို့ဆိုတာဒါဒီလိုကြီးပညာဝဆက်အဲ့လိုမျိုးကားတွေကခုနဒီမျိုးရေးရမှာလဲတခြားကိုတက်သားတွေနေလို့ဆိုတော့အားကြတယ်သူတို့ပြချင်တယ်ခုနမကြိုက်တဲ့ခုနနှိမ့်ချခံရတဲ့အတုံးလုံးတွေပါတယ်ဒီဆိုတော့တော့ခွဲခြားရဲ့အဆင့်ဖြစ်သွားဘူးခွဲခြားဆက်ဆံတယ်ခုနနှိမ့်ချဆက်ဆံတယ်ဆိုတော့အဖြူဖြစ်ဟုတ်အဲ့လိုထင် Speed Matter ရဲ့ပရိသတ်တွေကရောအခုမေးခဲ့တဲ့မေးခွန်းတွေနဲ့ပတ်သက်ပြီးဘယ်လိုထင်ပါသလဲ